Hi everyone, what's up? ကျွန်တော်ဒီနေ့မျှဝေသွားမယ့်စကားပြောလေးကတယောက်နဲ့တယောက်တန်မိုးထားသစ္စာရှိမှုကိုပြတယ်။တယောက်နဲ့တယောက်စီးလုံးမှုကိုပြတယ်။တယောက်နဲ့တယောက်ချစ်ခင်မှုကိုပြတယ်စကားပြောလေးဖြစ်ပါတယ်။ဒီစကားပြောလေးကိုတီးပြီးသားလို့ထင်ပါတယ်။ဒါပေမဲ့ကျွန်တော်ပို့ပြီးတော့အဓိပ္ပာယ်နည်းနည်းဆိုင်ဆိုင်သိအောင်လို့မျှဝေပေးရခြင်းဖြစ်ပါတယ်။ဒီစကားပြောလေးကအရန်ကိုလေးနဲ့တဲ့စကားပြောလေးဖြစ်ပါတယ်ဒီစကားပြောလေးမှာအကြောင်းအရာ၃ခုပေါင်းစပ်ထားပါတယ်နံပါတ်1 I will help you when you need နံပါတ်2 I will support you နံပါတ်3 I will protect you ပြောချင်တဲ့သဘောတရားကဘယ်လိုအခြေအနေမျိုးပဲဖြစ်နေပါစေလေYou are not alone. I am here for you. ဒီစကားပြောလေးမှာ help ဆိုတဲ့ကူညီမှုတွေပါနေတယ် support ဆိုတဲ့ပံ့ပိုးထောက်ပံ့မှုတွေပါနေတယ် protect ဆိုတဲ့ကာကွယ်စောင့်ရှောက်မှုတွေပါတယ်ဒီလိုအရေးပါတဲ့အချက်၃ချက်ပါတဲ့စကားပြောလေးကI got your back ပို့ပြီးတော့ formal အနေနဲ့သုံးချင်တယ်ဆို I have your back if anyone tries to mess with you just know I got your back no matter what happens bro I got your back don't worry about your presentation I have your back if you forget anything she had my back when I was struggling at work. We are family. We have each other's backs, no matter what. ဒီလိုအဓိပ္ပာယ်ပြည့်ဝတဲ့စကားပြောလေးကိုဒီနေ့ပဲစပြီးတော့သုံးလိုက်တော့နော် I got your back. နောက်ဗီဒီယိုမှာတွေ့မယ်နော် Bye bye. Please subscribe to my YouTube channel. Thank you.